ဒီတစ်ခါမှာတော့မေမေတို့မေးမြန်းထားတဲ့မေခွန်းလေးနဲ့ပတ်သက်ပြီးဆရာမကြီးနဲ့ဆွေးနွေးတော့မှာဖြစ်ပါတယ်။ဟုတ်ကဲ့ဆရာမကြီးခင်ဗျ။ကလေးငယ်ရဲ့အစာအိမ်နဲ့ဦးလန်းချောင်းကျန်းမာဖို့အတွက်ဘယ်လိုအရာတွေလှုပ်ဆောင်ဖို့လိုအပ်ပါသလဲခင်ဗျ။ ဟုတ်ကဲ့ပါဆရာအဲ့တော့ကလေးတယောက်ကပေါ့နော်ဒီအစာအိမ်ဦးလန်းချောင်းဆိုတာလည်းတကယ်ကိုအရေးကြီးပါတယ်ဘာလို့လဲဆိုရှင်အစာအိမ်ဦးလန်းချောင်းကောင်းမှသာလင်ပဲပေါ့နော်ကျွေးတဲ့အစားအစာတွေကဆိုရှင်စုပ်ယူနိုင်ဖို့အရေးကြီးတယ်အဲ့တော့အဓိကတော့ဒီအစာအိမ်ဦးလန်းချောင်းမှာ microbiota လို့ခေါ်တဲ့အကောင်လေးတွေဆိုရှင်တကယ်ကိုအရေးကြီးတယ်ပေါ့နော်အဲ့တော့ဒီ microbiota လို့ပြောလိုက်မယ်ဆိုလို့ရှင်တော့ဒါ prebiotic တို့ probiotic တို့ပေါ့နော်ဒီလိုမျိုးတွေနဲ့လည်းအများကြီးဆက်ဆက်ပါတယ်ဒါကြောင့်မလို့ကလေးတယောက်ရဲ့အစာအိမ်ဦးလန်းချောင်းမှာဒီလိုမျိုးအမြင်တက်တွေပေါ့အလွယ်ဆုံးပြောမယ်ဆိုတော့ဒါကလည်း prebiotic လို့ခေါ်တာပေါ့နော်အဲ့တော့တဘာဝရဲ့အမြင်ဓာတ်တွေဆိုတာတော့ဥမာဆိုလို့ရှိရင်အသီးရွက်တွေစားတာမျိုးကောက်နောက်ပြီးတော့မှတခါပေါ့နော်ငပြောသီးတို့လိုမျိုးပေါ့နော်ဒီလိုမျိုးတွေစားတယ်နောက်ပြီးတော့မှ probiotic ကတော့ဥပမာဒိန်ချင်တို့လိုမျိုးပေါ့နော်ချက်သွန်ဖြူချက်သွန်နေချက်သွန်မြိတ်ပေါ့နော်ဒီလိုတွေအစားအစာလေးတွေပေါ့အဲ့တော့ဒီအကောင်လေးတွေကများများလေးကြီးလေးလေးသူတို့တွေရဲ့ခန္ဓာကိုယ်မှာဆိုလို့ရှိရင်လည်းဒါပွားများတာပဲပေါ့သူကလည်းလူတွေလူပဲပေါ့နော်အဲ့တော့ဒီအရာတွေများတယ်ဆိုရင် microbiota အကောင်လေးတွေကလည်းပူပွားမှများမယ်ပြားတယ်ဆိုလို့ရှိရင်ဒါအစားအစာလေးတွေစုပ်ယူမှုပိုကောင်းတယ်ပေါ့နော်အဲ့တော့တချို့တော့အခုခေတ်မှာတော့ဆရာတချို့တော့နှုတ်တွေမှာဆိုလို့ရှိရင်တော့ဒီ fiber လေးတွေထပ်ထည့်တာတွေ့ရပါတယ်ဒါကြောင့်မလို့ကလေးလေးတွေကိုတဘာဝအတိုင်းကျွေးနိုင်တဲ့ fiber တွေပေါ့နော်အသီးရွက်တွေကိုကျွေးတာမျိုးတွေရှိမယ်မဟုတ်ဘူးဆိုလို့ရှိရင်တော့လည်းဒါပေါ့နော်ပြုလုပ်ထားတဲ့ဥပမာ PDX fiber တို့လိုမျိုးပေါ့ဒီလိုမျိုးလေးတွေပါတယ်ဆိုလို့ရှိရင်လည်းဒါအစာအိမ်ဦးလန်းချောက်အတွက်ကိုကောင်းတယ်လို့ပြောလို့ရပါတယ်ဆရာဟုတ်ကဲ့ဆရာမကြီးခင်ဗျာ PDS fiber ရောအစာအိမ်နဲ့ဦးလန်းချောင်းတွေဘယ်လိုမျိုးအထောက်အကူပြုပါတယ်လဲခင်ဗျာဟုတ်ကဲ့ပါဆရာအခုပြောသလိုမျိုးပေါ့ PDX fiber ဆိုတာလေဒါ prebiotic အမျိုးအစားတစ်ခုပဲပေါ့နော်ဒီလိုအမျိုးအစားတစ်ခုကလည်းသူရှိမှသာလင်ပဲအကောင်လေးတွေပေါ့နော်ဥပမာ probiotic လို့ခေါ်တဲ့အကောင်လေးတွေသူကတော့ living organism ပေါ့နော်အသက်ရှင်တဲ့အကောင်လေးတွေသူတို့မှလည်းဒီအစားအစာရှိမှပဲသူတို့တွေကလည်းအကောင်ပွားများလို့ရတာလေအဲ့လိုပွားများလို့ရတဲ့အတွက်ကြောင့်မို့ဒီလို fiber ပါတဲ့အစားအစာတွေဥပမာဆိုရှင်နှုတ်တွေမှာတော့ထည့်ကြတာပေါ့နော်အဲ့လိုတွေမှာသူကဒီပါတယ်ဆိုလို့ရှိရင်ဒါကလေးတယောက်ရဲ့အစာအိမ်လမ်းကြောင်းကောင်းစေတဲ့ခါမှာဆိုရှင်အစာအိမ်ကနေပြီးတော့မှအစာလေးတွေကိုစုပ်မယ်စုပ်ပြီးတဲ့ခါကျမှဆိုရှင်ကလေးတွေကအာဟာရဓာတ်ရမယ်ရပြီးဆိုလို့ရှင်ခန္ဓာကိုယ်ကြီးထွားဖို့အတွက်ရောနောက်ပြီးတော့မှအုံနောက်ဖွံ့ဖြိုးဖို့အတွက်ရောကောင်းမွန်နေပေါ့နော်ဒါကြောင့်မလို့အခြေခံအားဖြင့်တော့ပြောမယ်ဆိုရှင်အစာအိမ်လမ်းကြောင်းကောင်းဖို့အရေးကြီးတယ်ပြီးတဲ့ခါကျလို့ရှင် PDS fiber တွေကလည်းခန္ဓာကိုယ်ထဲမှာများများရှိလေးလေးသူကစုပ်ယူမှုကောင်းလေးလေးလို့ပြောလို့ရပါတယ်ဆရာဟုတ်ကဲ့အခုလိုဆွေးနွေးပြီးတဲ့ဆရာမကြီးကိုလည်းကျေးဇူးများတင်ရှိပါတယ်ခင်ဗျာအခုလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုလည်းနောက်ဗီဒီယိုများဆက်လက်တင်ဆက်သွားမှာဖြစ်တဲ့အတွက်ကြောင့်မို့စောင့်မျှော်အားပေးဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ